ရောက်စီတိုင်းခရစ်တော်နာမ၌မင်္ဂလာပါကျွန်တော်တို့ဤကနေ့မှာအတူတူကစီချမ်းမဲ့ကျမ်းပိုက်ကဒီရှမသက်ခရစ်ဝင်ကျမ်းထက်ကမဟုတ်ဘဲနဲ့ဒီကနေ့မှာကျွန်တော်တို့ကဒီစာလံကျမ်းထက်ကနေပြီးတော့မှစီချင်းခေါ်ယူသွားမှာဖြစ်တယ်120ကြိမ်မြောက်သောစာလံအပိုင်းငယ်1ကနေ8ထိကိုဖတ်သွားမှာဖြစ်တယ်ဒီကျမ်းပိုက်လေးကဒီစာလံ121ကကျွန်တော်အင်မတန်မှသဘောကျတယ်အင်မတန်မှကိုခွန်အားရတဲ့ကျမ်းပိုက်လေးဖြစ်တယ်အပိုင်းငယ်1ငါကိုမဆာခြင်းအကြောင်းဒီပိုထွက်ရသောတောင်ရိုးသို့ငါမျှော်ကြည့်၏ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားထံတော်မှငါကိုမဆာခြင်းအကြောင်းဒီပေါ်ထွက်ရ၏သင်၏ခြေကိုချိုးစေခြင်းကအခွင့်ပေးတော်မူမူသင်ကိုစောင့်တော်သူသည်အိတ်တော်မူမူအကယ်စင်စစ်ဣသရေလအမျိုးကိုစောင့်တော်သူသည်ငိုင်းမြအိပ်ပျော်ခြင်းရှိတော်မူမူထာဝရဘုရားသည်သင်ကိုစောင့်တော်မူ၏ထာဝရဘုရားသည်သင်၏လက်ရဘက်၌ရှိသောသင်ခိုးလို့ရအရေးဖြစ်တော်မူ၏နေ့အချိန်၌နေအားဖြင့်၎င်းညအချိန်၌လအားဖြင့်၎င်းအထီးအခိုက်မရှိရထာဝရဘုရားသည်မကောင်းသောအမှုရအလုံးစုံတို့ကိုကြွေကာ၍သင်၏အသက်ကိုဆောင်တော်မူလိမ့်မည်ထာဝရဘုရားသည်သင်၏ထွက်ခြင်းနှင့်ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်ဆောင်တော်မူလိမ့်မည်ဖခင်တော်နှုတ်ကပတ်တော်ပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ဒီဆာလာကျက်ကထူးထူးကျွန်တော်တို့ပြောရမယ်ဆိုရင်ဒီမလဲဣသရေလလူမျိုးတွေသူတို့ကဒီဂျေရုဆလင်တောင်ကိုသွားတဲ့အခါမှာသူတို့ဒီဆိုတဲ့တခြင်းပေါ်ဖြစ်တယ်ပေါ့နော်ဒီကျွန်တော်တို့ကဒီတခြင်းကိုပြောတဲ့အခါမှာsounds of ascents လို့ခေါ်တာပေါ့နော်ကျွန်တော်ဒီတောင်ပေါ်ကိုတက်တဲ့ခြင်းမှာဆိုလေးဖြစ်တဲ့အရာဖြစ်တယ်သူတို့ကဒီဂျေရုဆလင်တောင်ပေါ်ကိုတက်နေရင်ဣသရေလလူမျိုးတွေကသူတို့ရဲ့အသက်တာမှာသူတို့ဘဝမှာထာဝရဘုရားကသူတို့ရဲ့ကြွေကာတဲ့အရှင်ဖြစ်ကြောင်းသူတို့ရဲ့ကြွေကာခြင်းသူတို့ကိုအမြဲတမ်းကာကွယ်ပေးတဲ့ဘုရားဖြစ်တဲ့ကြောင့်ကိုသူတို့ကချီးမွမ်းတည်ဆိုထားတဲ့တခြင်းဖြစ်တယ်ဒီနေရာမှာကြီးတဲ့အခါမှာကျွန်တော်တို့ကဒီငါကိုမဆာရှင်အကြောင်းဒီပို့ထွက်ရတော့တောင်ရုပ်တော့ငါပြောကြည့်ဆိုတဲ့နေရာမှာကျွန်တော်အင်မတန်မှသဘောကျတဲ့အရာကပါလဲဆိုတော့ကျွန်တော်တို့လူသားတွေကကျွန်တော်တို့ဒီအခက်အခဲကြုံတဲ့အခါကျွန်တော်တို့တစ်ခုခုအန္တရာယ်ကြုံတဲ့အခါမှာကျွန်တော်တို့ကဒီလူကျွန်တော်တို့ဒီဖန်ဆင်းခြင်းခံတဲ့အရာတွေမှာပဲကျွန်တော်တို့ကဒီအားကိုးလေးရှိကြတာဖြစ်တယ်ဒီလောကမှာရှိတဲ့ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ဖန်ဆင်းခြင်းခံတဲ့အရာတွေထက်ကပဲကျွန်တော်တို့ကအားကိုးပြီးတော့မှအကူအညီရဖို့အတွက်ကြိုးစားလေးရှိတယ်ဒါမဲ့ဒီမှာကျွန်တော်တို့ကိုဖြည့်ပေးထားတာပါလေကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူတော့ထာဝရဘုရားထံတော်ကနေပြီးတော့မှကျွန်တော်တို့ကိုမဆာချစ်ကြောက်ကပို့ထွက်လာတယ်ဆိုပြီးတော့မှဖော်ပြထားတာဖြစ်တယ်အင်မတန်မှကိုကျွန်တော်တို့ကဒီကောင်းတဲ့အင်မတန်မှကိုကျွန်တော်တို့အပေါ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကသူဖန်ဆင်းတဲ့အရာဖန်ဆင်းခြင်းခံတဲ့အရာတွေပုံမှာနေ့စဉ်နဲ့မြကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့ရဲ့ဒီဘဝမှာလိုအပ်တဲ့အရာတွေမျှော်ကိုးပြီးတော့မှစောင့်နေတဲ့အချိန်မှာကျွန်တော်တို့ကိုအဲ့ဒီကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ဘုရားစီကနေအကူအညီရတာဖြစ်တယ်။အဲ့ဒီထာဝရဘုရားကကျွန်တော်တို့ရဲ့ခြေကိုချိုးစေခြင်းကအခွင့်မပေးဘူး။နေ့စဉ်တိုင်းမှာကျွန်တော်တို့ကိုစောင့်မလိုက်ဖြစ်တယ်။တင့်ကိုစောင့်တော်သူဒီအိတ်တော်မူမူ။ကျွန်တော်တို့ကိုစောင့်တော်သူကျွန်တော်တို့ကိုလမ်းပြတော်သူကျွန်တော်တို့ကိုအမြဲတမ်းစောင့်နေတဲ့သူဟာဘယ်တော့ခါမှမအိပ်ဘူးဆိုပြီးတော့မှတွေ့ရတယ်။ပြီးတော့မှကျွန်တော်တို့ဒီကြည့်တဲ့အခါမှာထာဝရဘုရားကကျွန်တော်တို့ကိုစောင့်တာဖြစ်တယ်။ကျွန်တော်တို့ကိုစောင့်ရှောက်တာကဘာတူလဲ။ကျွန်တော်တို့ကိုစောင့်ရှောက်နေတာကျွန်တော်တို့ကိုအမြဲတမ်းကြီးစုပေးနေတာကဒီဖန်ဆင်းခြင်းခံတဲ့အရာတွေကမဟုတ်ဘူးနဲ့အရာအလုံးကိုဖန်ဆင်းတဲ့ထာဝရဘုရားပဲဖြစ်တယ်ကျွန်တော်တို့ရဲ့လက်ရဘက်မှာရှိတဲ့ကျွန်တော်တို့ခိုးလို့ရအရေးဖြစ်တယ်ကျွန်တော်တို့နေ့စဉ်တိုင်းမှာကျွန်တော်တို့ခိုးလို့ဖို့ရအတွက်အရေးကထာဝရဘုရားပဲဖြစ်ပါစေနေ့အချိန်နဲ့နေအားဖြစ်လည်းကောညအချိန်နဲ့လအားဖြစ်လည်းကောအထီးခိုင်းမရှိရကျွန်တော်ကြည့်တဲ့အခါမှာဒီရလက်ကိုကြည့်တဲ့အခါနေ့အချိန်မှာလည်းကျွန်တော်ကဒီနေအားဖြစ်တဲ့ကျွန်တော်တို့ကိုကြွေကာပေးတယ်ဖြစ်တယ်ညအချိန်မှာလည်းလအားဖြစ်တဲ့ကျွန်တော်တို့အထီးခိုင်းမရှိဖို့ရတော့ကျွန်တော်တို့ကိုကြွေကာပေးတဲ့ဘုရားဖြစ်တယ်ပြီးတော့မှဒီမှာဒီအပိုင်းငယ်ခုနှစ်ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒီထာဝရဘုရားကမကောင်းတဲ့အရာအလုံးစုံတို့ကိုကြွေကာပြီးတော့မှကျွန်တော်တို့အသက်ကိုစောင့်တယ်ထာဝရဘုရားကကျွန်တော်တို့အတွက်မကောင်းတဲ့အရာတွေကိုကြွေကာပြီးတော့မှကျွန်တော်တို့အသက်ကိုစောင့်တာဖြစ်တယ်အဲဒါကြောင့်နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့ကထာဝရဘုရားနဲ့အတူသွားနေတယ်ထာဝရဘုရားနဲ့အတူသူ့ရဲ့အလိုတော်တိုင်းရှောင်လန်းသောသားသမီးတွေဖြစ်မယ်ဆိုရင်ကျွန်တော်တို့အသက်ကိုဘုရားသခင်ကဆောင်းရှောက်ပေးနေတယ်ဖြစ်တယ်ဆိုတော့ကိုကျွန်တော်ဒီမှာပြောချင်တယ်ပြီးတော့မှဒီနောက်ဆုံးနေနဲ့ထာဝရဘုရားသည်တင်၏ထွက်ခြင်းနဲ့ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်ဆောင်တော်မူလိမ့်မည်ကျွန်တော်တို့ရဲ့ထွက်ခြင်းနဲ့ဝင်ခြင်းတို့ကိုယခုမှစ၍အစဉ်မပြတ်စောင့်နေတာကထာဝရဘုရားပဲဖြစ်ပါလိမ့်မယ်ဆိုဣသရေလကိုစောင့်တော်ဘုရားကကျွန်တော်တို့ကိုလည်းအခုချိန်မှာဆောင်းရှောက်နေတာဖြစ်တယ်ကျွန်တော်တို့ကိုကာကွယ်နေတာကဣသရေလတွေကိုကာကွယ်ဖက်တဲ့ဘုရားကအခုကျွန်တော်တို့ကိုကာကွယ်နေတဲ့ဘုရားပဲဖြစ်တယ်အဲဒါကြောင့်မိတ်ဆွေနေစင်တိုင်းအသက်တာမှာထာဝရဘုရားနဲ့တာရှောင်းလိုက်မယ်ဆိုရင်ထာဝရဘုရားတာလည်းကျွန်တော်တို့ရဲ့ကြွေကာရာကျွန်တော်တို့ရဲ့မဆာခြင်းအကြောင်းဖြစ်တယ်
ကျွန်တော်တို့ကတခါလေကြရင်ဒီသူဖန်ဆင်းတဲ့ဒီဖန်ဆင်းခြင်းခံတဲ့အရာတွေပုံမှာပဲကျွန်တော်တို့ကိုမဆာဖို့ရကျွန်တော်တို့ကိုကူညီဖို့ရအတွက်ကျွန်တော်ကဖြိုကိုပြီးတော့မှစောင့်နေတတ်ကြတာဖြစ်တယ်ဒါပေမဲ့ဒီမှာကြည့်တဲ့အခါမှာကျွန်တော်တို့တကယ်မျောလင့်ပြီးတော့မှစောင့်စားရမယ့်အရာကျွန်တော်တို့ကိုတကယ်ကိုယ်ကပေးနိုင်တဲ့သူကျွန်တော်တို့ကိုတကယ်မဆာပေးနိုင်တဲ့သူကထာဝရဘုရားတပါးတည်းပဲရှိတာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့နေ့စဉ်တိုင်းအတ္တတာမှာထာဝရဘုရားနဲ့သူတွာလာပြီးတော့မှကျွန်တော်တို့ရဲ့ထွက်ချင်းနဲ့ဝင်ချင်းကိုအစင်မပြတ်စောင့်တော်မူတဲ့ထာဝရဘုရားထံတော်မှာကျွန်တော်တို့ရဲ့အတ္တတာအပြည့်အဝကိုစက္ကန့်ရင်းနဲ့ထာဝရဘုရားသခင်နဲ့တူတူရှောင်လှမ်းလိုက်တော့အတ္တတာကိုပိုင်ဆိုင်နိုင်ကြပါစေလို့ခေါ်ပြီးဝင်ငှားချင်တာဖြစ်ပါတယ်။ကျမ်းစာတော်ရောက်စီတိုင်းလည်းဘုရားရှင်ကောင်းချီးပေးပါစေ။